era lì che appena se tu tornati era lì tu ti lo giro dove ci gioco tu ti lo giri tu bene poi lo giri era lì che lo mucire ci pensato già dica sanno mica tu si ma tanto che mi dà poi ma poi tu sai anche era bene tu le sono in bocca le sono in tonfa e di tu mi sento non ci lo tomo meno tu non sei mo ma can mo da ma can però tu ti coraro paga pa penate tu ti lo che impacco ma ro paga pa le ti lo paga pa penate ya buat jangan bu, tema. Pakai apa nak boleh? Era macam doa ya. Tu yang aku kan, beti le pernah apa itu, tengok lah. Tu campurnya aku mama kan, buat dua buah, tu ya, dua buah ada. Kalau buru, tu nak buah ada. Yang ni kalau dua buah, macam dah.像你老多的把握嘛的，人家讲年纪了的，然后这边纪了的，然后我都在这里去，都还个不路的人家都你想当官的，像你像风雨我进入，我都在一的轮轮的，等下在一的轮轮的，我都在一的冲锋的，那你像你都没变化对不？哦呀，看看奥数瓦的，奥数瓦的，奥数瓦有奥数瓦那个路费，哦呀，奥数瓦，那都看到我古装的嘛没的，如果那的路从不么那的就没事的，我不从那谁那多了，那兄弟的，肯定是呀。ဒီကြတဲ့အိုကန်တဲ့တဲ့လူကားလေးဖျားတာပြီးစင်းဟုတ်ပြသူတို့ကတော့ဖနာမအောက်ကတော့ခြုံလေးတွေပါလာဘူးဟိုခါပါတော့သူတို့ကတော့ကောင်းတော့တော့ကမကောင်းဘူးကြအဲ့လိုသွားတာကြအဲ့ဒီမှာတို့တော့ဒီဘဝတွေအေးပြီးတော့တွေးကြောပိတ်ရောပါတွေးကြောပိတ်ရကနေနောက်တော့ရောင်ဖို့ရောင်ရပေါ်ရကနေနောက်တော့တွေးစိတ်ဖြစ်တဲ့စီတိရောက်လာတယ်စင်ကြိုက်တောင်နဲ့ရှမ်းတောင်ကဘုံတော့မွန်နေနဲ့ရှမ်းနေပြီးလိုက်တဲ့လူဟုတ်ပြမွန်နေနဲ့ရှမ်းနေပြီးလိုက်တဲ့လူကချာလက်ပြီးသွားနေရတာကတို့တော့ခေါ်မှုကြမျက်စိကတော့ဘုရင်ခေါ်လို့ကြခန္ဓာကိုယ်တင်ခေါ်ရင်ကြစပင်းမခေါ်ရင်ကြစပင်းကအစိတ်30လောက်ကရဖြူတာဗျအထိုင်ကြီးတာကိုစာပေကိုစာချက်တာကထိုင်ရတာကိုအဲ့တော့အောင်မခုမလဲပဲနဲ့အခုမလဲတော့ခေါင်းမူကြပြီးတော့ခြေတော်တွေဆိုအဲ့ဒီရဟန်းငါးဝါလောက်ကလည်းလက်ပြီးနဲ့ဘလောက်ခူးထူဘာမှမဖြစ်ဘူးဗျထုံကုန်ချင်းကုန်အဲ့လိုဖြစ်ခဲ့တယ်ခန္ဓာကတော့ပါတော့ဖောက်ပြန်တာတဲ့ပေါ်အများအားဖောက်ပြန်နေတာသူကတော့ဖောက်နေထင်နေတာမှန်ပါဗျာဟုတ်ကလားဗျာမှန်ပါဖောက်ပြန်နေတာဗျာမှန်ပါဗျာမှန်ပါခေါင်းနေထင်ပြီးတော့များမွေးကြီးများမနေနဲ့အိုးဗျာအားတော့တထုံးတကာကြီးလားကျွေးဆိုင်ရမျိုးလားဘယ်နဲ့ပါတော့တရုတ်ထဲပါလာလားပါတော့ပို့လာဘလို့စီပို့မပါပဲတရုတ်ဟုတ်တထုံကပို့ကြီးပို့များတယ်ပို့များပို့ကြီးကိုလာနော်ပြန်ပါပို့များရှမ်းလည်းရှိရှမ်းပို့ဒီတော့ပို့ကများတာမတင်တာဗျပို့ကြီးဆိုတာတို့သိကြိုက်တောင်လုံးကတို့တထုံသေးုံကပြောတော့ဆင်းမိုးလေးပြတ်တယ်ဘောအနာပဆုံးတယ်အပြင်ကဆရာကပြောတော့ဆင်းမိုးလေးပြတ်တယ်
ခေါင်းအုပ်စိတ်ကြောတစ်ချောင်းလုံးကိုဆန္ဒလုံးလောက်ပုတ်တာတထုံသေးရုံမှာတလားလောက်ကြာတယ် တင်ပါဗျာ တထုံမှာတော့တလားနေကြဘူးတယ်ဗျ တင်ပါ ဘယ်မှာတော့မရောက်ဘူးသေးရုံနဲ့ပြီတို့ပါလားဗျာဟိတကာရီ တင်ပါဟိတကလေး တောင်းတလေ တင်ပါ အဲ့ဒီမှာတေးရတာဗျ တင်ပါဗျာတရားနာမှာ အဲ့ဗျအဲ့ဒီကဘူမာလာဆိုတာ ယူမလားတောင်းပါ ဟိုအဲ့ဒီဟိတကာရီကသူ့တောင်ဖုံကြီးပါ ဟောဆုံးကြပါ ဘူမာလာတယ်ဗျ ပါတင်ပါ အဲ့ဒါကဒူတောင်ကြီးကပန်ကုန်မူပေလို့သူကဟိုသုံးဆောင်ခံလာရတာဟိုအဲ့တော့ဒူသုံးကန်ရွာနဲ့သူလည်းရင်းပြီးတော့သုံးကန်ရွာကအဲ့ဒီမူပေလို့ဗျ တင်ပါဗျာ အဲ့ဒီကနေတဆင်းအထုံသေးရုံကြီးတလားကြတယ်ဗျသူတော့ တင်ပါ ဟင်ဟာလာဆေးရဝန်အမြင်ကလောက်အောင်ခုခံရတာဗျဟုတ်ဗျာဟင်ဒေါက်တာမကတခါယူမြည်နီးကုန်းရတယ်ဗျခင်မှုတဲ့တပီတော့တို့ဆေးရုံက9ရက်လောက်သာအခါနာပြအဲ့လိုကိုပြောခံရဗျဟင်မြည်နီးကုန်းဆိုရှိတော့ပြီလား တင်ပါဗျာ အဲ့ဒီမြည်နီးကုန်းတူတယ်ဗျဒါခင်မှုဟင်ခင်မှုလို့ခင်ဥလို့ဟင်ခင်ဥလို့အဲ့ခင်ဥထင်တာပါပဲ တင်ပါ တို့စီတောင်းက တင်ပါ တပီတော်လို့ဆေးရုံက9ရက်တာအခမ်းနာဖြစ်အားတို့ကတလားကျဆေးအောင်မြင်ကအောင်လို့နေကြရသာရကတော့ဒီ9ရက်နဲ့ကြောက်ဘူးပေါ့တို့ဒီနာကြီးကပဲကြောက်တယ်အဲ့ဒီကတလားပြေကိုဆင်းလာတာတော့မပြောက်လို့အပြင်ကနာဖို့ဆေးရနဲ့ကုလာတာဟင်ကုလာသေးကြဟင်ကုပြီးတာအားလုံးတခါလို့စင်းကြိုက်ကမွေးပြီးတာ29လုံးပြနဲ့ပါလို့ တင်ပါဗျာ ဟင်အဲဒီဆရာကဟိုတူနာပေါင်းဆရာပေါ်တာပေါ့ဒီကူအနာရောတော်နိုင်လားဟိုအကင်းတက်လာတော့သူတတ်တာမရှိဘူးတတ်ပြတာပါလားထက်ကိုတက်မခံဘူးအဲ့လိုပြောင်းလို့တတ်နေတာဗျအဲ့ဒါနဲ့ကူတို့အပြင်ကိုဝါမစိုးမချင်းနှစ်လလောက်ဘူးပါသေးကြ တင်ပါဗျာ ဟင်တင်ပါ တို့သင်္ကြန်ကကျွေးလိုက်တဲ့အစားအစာတွေကြ တင်ပါ ဟင်သင်္ကြန်ကကျွေးလိုက်တဲ့အစားအစာတွေကြဟုတ်ကလား တင်ပါ ဟင်အဲ့ဒါတွေတို့ခံရပါဗျာမူလေတို့ကဆုံးလာသွားတာဘူးဗျာဆောင်းလေဆုံးလာသွားတာဘူးဗျာတပါးတွေဗျာပြီးတော့တခါကြီးတို့စီကဂူဆိုတာကကြောင်တုံးတစ်လုံးနဲ့တစ်လုံးဆင်းထားတာပြောတာဗျာ ဟုတ်တယ် ဟုတ်တယ်ပါဗျာ တင်ပါဗျာ ဂူဆိုလို့များဟိုလိုကြီးများဒီလိုကြီးများထင်နေနဲ့ကြောင်ကြီးတစ်လုံးပေါ်တစ်လုံးဆင်းထားတာအဲ့ဒီတဲ့နေကြရတာဗျာဟင်မိုးစားရွာကနေဆိုရင်တော့ခေါင်းမိုးကကြာတာကျုံမကျော်သေးဘူးဟင်ဟိုကြီးသွားလာကျော်ပြီးဆိုမှဒုက္ခမိုးမကြာတာ တင်ပါ အဲ့ဒါနဲ့သုံးနှစ်နေခဲ့ရတယ်တခါကြီးတို့ဈေးကြိုက်ဘူးဟင်အမိုးတခါကြီးတို့ကထုံတလားရောက်လို့ပေါ့အိုးဒီမှန်သိတာ တင်ပါဗျာ ဟင် တင်ပါ ဒါကြီးကရှမ်းမျိုးလားပေါ့အိုးမျိုးလားတရုတ်မျိုးလား တယောက်ပါဗျာ ဟုတ်ကလားတော်တနာအေးမျိုးဆိုတော့ဟုတ်ကလား တနေ့အမေနဲ့တပြည့်တော့အဖေနဲ့ဘောင်းတော့ ဟုတ်ကလားတို့ဦးစိုးမြင့်ကြီးကတော့တဘွယ်ကြီးနေပါ တဝဲ ဟင် တော့ဆုံးရတဝဲဆောင်းသွားပြီဗျာ ဟုတ်ကလား တင်ပါ ဟင် ဆုံးသွားပြီသူဆုံးနေတော့သင်ပြခွင့်ပြီးတော့သူကအဲ့ဒါကဖောင်းပြီးပဲလေဟိုဥတော့ခင်ရတဲ့ပြီးတော့ဟိုအပုတ်60နတ်တူလူပုတ်60သူနှလုံးသွေးကြောကျင်းတယ်သူများတွေပြောငါဘယ်တော့လဲပဲသူဆက်လက်တော့များတော့ငါသူဖြစ်တော့အဲ့ဒါ အေး ဒီကဘုံမှာတက်ခွဲတယ်မရအောင်ဆရာဝန်ဆိုတော့သူကစေးသက်တော့ဘယ်လိုဆက်လက်တော့ပြီးတော့ဟိုသွားတော့တက်ကြွပြန်လာအတောက်လိုက်ပိတ်နေတော့သူကဟိုဖြတ်တဲ့ဟဲ့ဗိုင်းဒါပဲဟိုဖြစ်ချင်တော့ဆက်တက်တဲ့တခြား complication ဖြစ်လာအဲ့လိုမျိုး ဟုတ်ကလားဗျာ ဒီမှာဒေါက်တာနိုင်ကအမေရိကန်မှာသူသမီးငယ်ဆုံးနဲ့စလိုက်နေ ဟုတ်ပါအေးအမေရိကန်လူကြီးဖြစ်နေတယ် သူကလည်းမြည်ထင်းရအခုအသက်ကြီးမှခြေတော်တွေမကောင်းအဲ့ဒီအချိန်များလက်တလူစကန်အပိုး60နပ်ပိုင်း3ကြသူစီကြပို့ပြီးတော့ညီမသွားလဲထည့်ပြလိုက်အဲ့အရန်သူသဘောကျတယ်ဟိုတန်လက်ကြည်သွားပြီသူတို့နောက်ပဲပြင်လာတော့အဲ့ဒါလေးနဲ့သူ မလူဘူးဘာလဲတော့ နောက်တော့သူအလုံးလုံးတယ်လည်းအထောက်အပံ့ဖြစ်တယ် ပုံမအေးဟင်တော့သူတော့ကိုလိုလား သူတော့ပါလေဗျာ ဩ
ဟုတ်ကလား တင်ပါ တို့တခါယူသုံးမြင်တော့လက်ကြည့်ပြန်လာလက်ထဲပစ္စည်းနဲ့ပါတော့ ဒီနေ့အဲ့ဒီမနေ့အစောကြီးသူနှလုံးအောက်တော့သူသိတယ်သူကသထထိုင် အဲလိုဟိုလေဓမ္မစေကနေတော့နည်းနည်းတော့ဟိုနေဖြစ်တော့သူကသိနေတော့ပြန်လာတော့တစ်သက်လုံးသူကလက်ကောင်မဖြတ်ဘူးပြန်လာတော့စိတ်မရှိဘဲနဲ့ချက်ချင်းဟိုနေ့မှာသွားဟိုနေ့မှာတစ်ဖြတ်လာမြို့ရဲဟိုစေကန်းဟိုဘိုးစီမှာဆက်လိုက်တော့အဲ့ဒီ infection ဝင်သွားတယ်ဝင်သွားဆေးတိုက်တော့ဒီတော့ညီမတော့ပြုစုတော့ငါကြောက်ကတည်ပြီးငါဘယ်နိုင်ပဲခံတော့မှာပါလေသူကသိနေတော့ ဟုတ်ပါရဲ့ ငါဝင်လေဆိုတော့အဲ့လိုပြန် အေးဟုတ်ပါ လက်ကြည့်ပြန်မှာလို့ပြောတာဗျာ တင်ပါဗျာ ခင်ဗျာအမလားနှမလားဒေါ်သမန်အေးကအ မပဲ ခင်ဗျာမလည်းပြောဗျာလက်ကြည့်ပြန်လေးနဲ့ တင်ပါဗျာ ဟင် သူဟိုမှာတော့တခြားလုံးမရှိဘူးချင်းညီတော့တထိန်ညာ အမေတွေကိုပို့ဆုံးမှာ ကို ပေါ့ ဆုံး ဗျာ မှာပေါ့အဲ့ဒါ ဟင် သူတို့လည်း သူစိတ်ရှိမှာမဟုတ်ဘူးမိစိတ်နေနေရမှာကြီး တင်ပါဗျာ ဟင်သူစိတ်ရှိလို့လားဗျာမိစိတ်နေနေရမှာပေါ့ နေတော့ဟိုနေတော့တထုံနေတော့ညီမတွေနဲ့ဆက်ဆက်ချင်းရန်ကုန်နေတော့သူတို့ဖုန်းပြောပါပြော ဟုတ်ကလားဗျာ တင်ပါဗျာ မိစိတ်နေနေရမှာပေါ့ဗျာသူများတိုင်းဒီကဒလိထုံးတာနဲ့ကိုဒလိထုံးတာသူရတာမဟုတ်ဘူး တင်ပါဗျာ ဟင်သူရ မမ ဟင်ကိုဒလိနဲ့ကိုထုံးတာအကောင်းဆုံး တင်ပါ ဟုတ်ကြကိုလူနေမှုသူအနောက်ကတဏမာနဒိဋ္ဌိနဲ့လူမှုသူပါလူနေမှုစနစ်ကိုဖွဲ့စည်းထားတာ တင်ပါ တဏကြီးရပဲဒီမှာရတာဟုတ်ကြတဏကြီးသူကဘာမှအားရတာမဟုတ်ပြီးတဲ့ပြီးတိုးအောင်သူကထိုးသားတာတဏဓမ္မကလေဟင်သူများတဲ့သားခြင်းနဲ့မာနမျက်ရှိတဲ့ တင်ပါ ဘယ်ရမဆိုသူတို့ကပိုင်ဆိုင်ခြင်းနဲ့တတိလည်းရှိသေးအဲ့ဒါနဲ့သူတို့ကကြိုးစားတာဟင်ဒီမှာမာနတိတိနဲ့ဖွဲ့ပြီးထားတဲ့လူနေမှုစနစ်ဟုတ်ရ တင်ပါဗျာ ဟင်ဟုတ်နော်ဇာနာဟုနောက်ဆိုတာသူတို့မသိဘူးရှေ့ဆိုတာသူတို့နားမလည်ဘူးအခုကောင်းဖို့တစ်ခုပဲရှိသေးဟုတ်ရဒါတော့ရဆိုစီဘူးတို့မှာကကာမတက္ကတဝါရီဆိုတဲ့သမာဓိဋ္ဌိရှိတယ်။ခေါင်းလာလို့ရင်ခေါင်းလာဖြစ်မယ်။ဆိုတာလို့ရင်ဆိုတာဖြစ်မယ်ဆိုတာကံယုံနာတယ်နော် တင်ပါဗျာ ။ဟုတ်နော်။ခေါင်းလာလို့တော့ခေါင်းလာဖြစ်မယ်။ဟုတ်ဗျာ တင်ပါ ။ဒီ ဗျာ လိုခုနပြောရင်တော့ဒီအေးတော့အေးမှာပေါ့။ဒီနည်းရန်ထားတော့ပူရာပေါ့ဗျာ တင်ပါ ။ဒါလည်းတွေ့ပြောလို့ရတာ တင်ပါ ။ဟုတ်လားဗျာ။ဟင်ခေါင်းလာလို့တော့ခေါင်းဆိုတာလို့တော့ဆို တင်ပါ ဒါဘူးတို့ကဆိုဒုက္ခယုံတဲ့အတွက်ဟိုတဏှာကြီးအောင်မကြိုးစားဘူးရှိတဲ့တဏှာလေးထိမ့်ထိမ့်ပိမ့်ပိမ့်နဲ့ခိုက်တာဟုတ်ဗျာနေရိုင်းကိုဟိုနဖားရုတ်တက်ပြီးတော့တို့ပါတော့တပိုးကျင်ပြီးတို့ကတုံးနေဟင် တင်ပါ တဏှာမရှိလို့တော့ပဲဖြစ်နေတာငွေကလေးကတဏှာနဲ့ငွေထားဟင် တင်ပါဗျာ ဟင်တဏှာဒီတို့ရဲ့မိခင်ဟင်တဏှာမွေးလို့တို့လူဖြစ်လာတာသာလို့တော့တခါကြီးနာကိုပြီးခဲ့တဲ့ဘဝကဘာဖြစ်မှန်းတော့မသိဘူးပေါ့အဲဒီဘဝကဒီကိုလာဖို့ရအတွက်ဒီတိုင်းကြီးခေါ်ကနေတိုင်းကနေတွေ့ရအောင်ရတာမျိုးဟုတ်ဘူးဟုတ်ဗျာတွေ့ရအောင်ရတာမျိုးမဟုတ်ဘူးပထမကိုပြုတ်လုပ်တဲ့ကံဒီနော်ဟုတ်စီတာပဲနော်အဲဒီပြုလို့တဲ့ကံတိုင်းဟိုကာမနမိတ်ကိုတေခံလေးပေါ်ပါအခုဒီတော့လေအဲ့ဒါပေါ်ပြီးမှပြရတို့ဟိုဒါခုံလို့ဟိုကားကြီးလို့ရထားကြီးလို့ဖြတ်ကနေသေးတာတော့တက်ကနေတော့သူဆွဲတဲ့နေရာလေးကာမနမိတ်ကိုရသေးတာကိုလုခရာဟိုအဆွဲနဲ့အတွေးနဲ့ဒုနောက်ကလိုက်လာလို့ဘလားကိုလုခရာတူတင်ပါဗျာ ဘယ်ချိန်ကကာမနမိတ်ကလို့တော့မကောင်းတာလို့တာမကောင်းပြီးကမကောင်းပြီးကအများလိုက်နေမှုကကာမနမိတ်ဒီကာမနမိတ်ကိုလုပ်တဲ့အတိုင်းကပေါ်နေတာကာမနမိတ်ပေါ်လေဆိုကြလားဗျရှင်းနေတော့ဒီတွေနေတို့ရက်ကနေဟိုတည်လဲလို့ရှိရင်အဲ့ဒီတိုင်းတို့ကကာမနမိတ်ကိုအဲ့ဒီကာမနမိတ်ကိုလည်းတို့ကြည့်ပါကိုလိုတာပေါ့ရဲတောင်းနေတဲ့ပုံကြီးတွေရဲတောင်းပုံကြီးတိုင်းအဲ့ဒီတိုင်းအဲ့ဒါကိုကာမနမိတ်ကိုရမှာပဲဟုတ်ဗျာဖေးရိုက်နေရတွေ့ဖေးရိုက်နေတဲ့ပုံကြီးတိုင်းအဲ့ဒါကမနမိတ်ယူရမှာအဲ့ဒါနဲ့ထိုက်တဲ့နေရာတိုင်းဆိုပြရတာဒီနမိတ်ပေါ်လာဘူးဟင်
cái tin này mấy đi mà làm ăn mấy cái hàng ngà về luôn à bảo lúc cái đấy nhà lúc cái đấy đuôi chính xì bỏ đuôi chính xì nó chặt cái đó không đó cái tin này mấy bỏ à cái đi mà cô giống về cùng bỏ à gì thì cũng như là cái phim mấy hà thôi này cái đi cái ông mai đi cái giá này là đi mấy gì đấy nhiều không nhá quay phim mấy rồi ông gì lưu phim mấy rồi为啥没把？我看啥没事情，我啥干的呀？那偏没不顾所以那上要推上小弟呢，一定那苦被忙帮你年了，那里年里的来保护都啥路了，都顾路径呢，在那คนในจีนสอบปีมาอุปบวะกูว่าตาลูกว่านี่คือที่กับโลบโซนคนในจีนสอบอะไรกันว่าเออได้ดูโลบะกับปีโลยาได้ตัวอะไรมั้งนะเดี๋ยวเราเลยโลบะตาไปกว่าลูกโยรามั้งโลบะตาดีเลยตุ้งเนาะตุ้งนาเด็กไอ้โลบะตาดีโลบะกับมวยตาโลบะตาเจ้าอะไรเนาะ都个拉边，哎，我这哪个几大几的，真很有片，都哪个不姑娘，哎，你新疆嘛，这哪背那个，大到都干嘛背那个，都在哪背那个，不在哪么背那个，都在哪说，都基比如三基的，咱们在哪里，三基、南基、亚大基，都一起基，都呀，都一起比，咱们在哪了背那个。我不话不打的，这他妈背那背，他他们怎么背那个？对不对？对不对？这里都是的，都是拍个干嘛的？背那呢说啦，都，拿几多，那有钱有地皮，拿几多，之前没人怕没人骗的啦，把些都这个，没有钱呐，啥路都阿木呀讲的。တဏှာတော့မရှိဘူးတဏှာရဲ့ညီငါတော့ကျမ်းနေတယ်တဏှာကျင့်လို့သူမကျင့်တာသူ့တော့တဏှာညီငါတော့ရှိနေတယ်ဟုတ်ဗျာဒီတခါဒီလိုလေပိတ်မဝေးဘူးတင်တဲ့တပိတ်မဝေးဘူးဗျနော်သူစိတ်တိုင်းကိုပဲဆိုနေတယ်တဲ့ပါစိတ်တော်တူတာရိယာရောရိယာလည်းသိတဲ့ပါညင်ตัวตาเป็นแม่จริงมันจริงสิกตัวตัวปีจงกะနေတယ်จงกะจงกะตัวตัวအဲ့ဒါညင်လို့ခေါ်သူ့စိတ်တူတဲ့ပဲစိတ်တူတဲ့ကျင့်ကိုကျင့်လို့ညာရကိုဆိုတာတို့ဖူကြီးတန်တူမတော်နာနေတာအဲ့ဒီကဆရာတော်မရှိဘူးတဲ့သူကိုတွေ့လို့ပြောစိတ်တော်တူလားဆိုတော့တူကောင်းမယ်ရှင်သူ့တပိတ်အိုင်ဆိုတာတပိတ်ကြီးနဲ့တူတဲ့အားတဲ့မှာဘောနာငါးတွေတော်များဟိုပင်တွေကတက်လာတယ်ငါးတွေတော်များသူမိုးရွာရင်ဒုက္ခရောက်ပြီးသူငါးတွေပင်တွေအဲ့ဒီတပိတ်အိမ်ကနေဆင်းမကြိုင်တဲ့တော်ဝင်ကြီးတစ်ချောင်းနဲ့ပင်တွေရောက်လိုက်ဖို့ပါရှာဆရာတော်ရေးပြတာနော်တော်သားအလောက်ကြည့်ပြီမယ်မေတ္တာအလောက်ကြည့်တယ်ဒေါသလည်းအလောက်ကြီးတယ်မေတ္တာလည်းအလောက်ကြီးတယ်တရားလုံးငါလေးတွေကလည်းလောလဲတော့မပေါ်သေးဘူးသူကလည်းတော့ကတော့ဝေးတယ်လာမအန်ဒီဘာမှမတွေ့အောင်လေအဲ့ဒါတော့မေတ္တာကြီးတယ်တပိတ်ဟာကြီးတွေကဝင်ပြီးထိုးစွန်တွေကဝင်ထိုးသူ့အိုင်ကြီးကိုမထိုးအောင်ဆိုထိုးခဲ့တယ်နဲ့အုပ်ထားရတယ်သူကတည်းကအော်တာသူသာပြီးသားဆုံးဆိုရင်သူအဲ့ဒီကိုဖြစ်ချေတာသာပြီးသားဆုံးဆိုအဲ့ဒီဖြစ်ချေရတယ်ကျွေးတယ်အဲ့တော့ငါတွေလည်းသူရင်းနှီးနေတယ်ပြောနေတယ်နေတော့သူဆုံးကသွားနေတော့သူဘေရွာကမန်းတော့မသိဘူးပေါ့အဲ့ဒါကဝင်ပြီးငါခိုးတယ်ကြံသွားတော့ຢာတွေရွေးနေတယ်ပေါ့အတီးနဲ့သွားဒါလည်းသူဟိုနေရာရွေးနာတော့ပဲပြီးတာပဲတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်နောက်တစ်ခါကျတော့သူကဆုံးခံခြင်းနဲ့ရုပ်တရက်စိုးပြီးပြန်ကိုကလည်းငါးတွဲကြီးနဲ့ရွာပြန်လာတယ်လန့်ကြုံတခါတည်းတပိတ်ဘေးချပြီးထုံးမသာကြည့်လားထု
ထိုးမယ်ကြိုက်မယ်နဲ့လုပ်ထားတယ်ဟုတ်ဗျာဟင်မင်းငိုရင်ခိုးထားတယ်မင်းဟင်မှာပဲမင်းမတခိုးမယ်နဲ့ထိုးမယ်ကြိတ်မယ်ဟိုလည်းဒါကြီးနဲ့ကိုတော်လုံးမယ်ပြကိုတော်လုံးမယ်ပြဟိုလည်းထိုးမယ်ကြိတ်မယ်နဲ့ဟင်သူတည်းရှိတဲ့အကျိတ်ခဲပြည်သွားတော့သူပါဇာကအန်ထုတ်လိုက်ပြီသူတည်းရှိတဲ့အကျိတ်ခဲကြီးသွားတော့တပိတ်ကလေးကောက်ပြီးကန်ပြန်သွားအဲ့တော့သူခါကသူ့အဆောင်နေမှာပေါ့ဆိုကျင်းနဲ့ထုတ်ထားတဲ့အထုပ်ကလေးအဲ့ဒီမှာပြုတ်ချမ်းနေတယ်အဲ့ဒါအဲ့ဒီတနေဟာအဲ့တငါကနောက်ကလိုက်တော့အရှင်ဘုရားထုတ်ကလေးတော့လေအေးဟုတ်တာပေးသူအားလုံးတယ်အမူရဟုတ်နော်ဒီဘဝဆက်ဆက်ကပါလာတဲ့ဟိုတဏဘဝဆက်ဆက်ကပါလာတဲ့ဒေါသတို့တတ်နိုင်လေတို့တော့ညင်ကတော့ကြံရမှာနော်ညင်ကြတော့ညင်တဲ့ဝါဒနာဖရာကလွယ်လို့သူမှပြင်နိုင်ဘူးဟုတ်ရသူကတော့လေးသိနေတဲ့ကဘာတိအားဘူးခေါင်းတော့ပြင်နိုင်တယ်ဒါလေးတွေကတသိချီလောက်ကျင်အားကြည့်ကြတာလေးတွေပြင်နိုင်ဘူးတို့သားမဝင်ကဘာတိမကျင်အားရှိမှာဘူးပြင်နိုင်ဘူးဟုတ်ရရိုးရိုးပကတိတတိယပုဂ္ဂိုလ်ကညာနာကတသိဟောကဘာတိမသူဟိုကျင်အားရှိတာဘူးရဟုတ်ကလားဗျပြင်နိုင်ဘူးဗျဟင်အဲ့တော့ညင်နဲ့ဝါဒနာပြင်နိုင်သေးတယ်ဟုတ်ကလားဗျချစ်ကြမှာဗျအားတခါယူနာကတပိတ်အားဗျဒီအဲ့ဒါအဲ့ဒီပူဇီတောင်တို့မှာတောင်မှနေတော့ကနာဆရာတော်တို့မရှိလိုက်တာဟုတ်ပါဟင်တော့သားတော့မဟုတ်ဘူးရှင်ဗျာဟင်ဘုရားဒီကခဏလေးကာလနည်းနည်းပေါက်ဟုတ်ကလားဗျာအရင်လို45မိနစ်လောက်မချပါဘူးကာလပြည့်သွားပါလားကာလပြည့်စခန်းလည်းပြည့်ဘာလို့ဘယ်သူရှိတော့ဓမ္မတုတ္တလည်းအောက်ခါပဲဗျအလှအချိန်ကြတော့ဟိုမှာအရင်ကဝါလာသူဓမ္မတုတ္တရဲ့ပညာသောတာလူသွားပြီးတရင်သုံးတာတင်ပါအငြဲတော့မဟုတ်ဘူးလူသွားပြီးတရင်သုံးတာဘုရားအရှင်ညာနေတရထိန်ထိန်နဲ့အဲ့လက်အောက်မှာပဲဟောကူအရှင်ညာနေတရဖြစ်သွားပါလားသူပဲထင်တယ်ဒီဟောအရင်ကတော့တောင်ကုန်းလေတောင်ကုန်းဓမ္မတုတ္တတင်ပါဆရာတော်ဥပညာသောတာဒါဒုရှိလုံးကဒီမှာပြတော့ဘုတ်ဖူးတယ်ပြသူကအဲ့ဒီဟိုငွေကြရင်လာပြီးလာပြီးတော့စခန်းဖွင့်သူလက်ထက်မှာစဖွင့်တာဗျဩဘေခါရရောင်းယူထားတယ်ရောင်းယူထားလူကြီးကသုံးကအထက်တဲ့လေလူကနေတဲ့အောက်ဆင်းလေလူကနေဆုံးပါတင်ပါဗျာတင်ပါအဲ့တော့အထက်တဲ့မလားအောက်ဆင်းမလားဒါရမီးရအောင်ဒါရမီးဟာထက်တဲ့မောဟုတ်ကလားအဲ့တော့အထက်မှာကောရှိဘူးမရှိသေးဘူးဗျာဟိုတော့မရှိသေးဘဲနဲ့ဟိုခိုးစီရပါပေါ့ဗျာဒီကတို့ရလည်းတောင်းလို့ဟင်ဒီကလည်းတောင်းလို့အောင်မတို့များရှိလုံးဟင်တောင်းယူလို့ရတာမျိုးမှမဟုတ်တာကပိုင်းနိုင်လို့ရတာမျိုးမှမဟုတ်ဘဲနဲ့တင်ပါဗျာလောက်ယူမှရတာတင်ပါဗျာကိုယ်တိုင်လောက်ပါတာတင်တယ်တင်ပါဗျာတခြားမဟုတ်ဘူးတို့အောက်ဖို့တာညင်ငါဖို့ဟုတ်နော်တို့ဒီသားညင်လေးဒီသားညင်ကမြို့ကရိုးကပါလာတယ်ဒီသားညင်ကိုပုံတယ်တင်ပါဗျာဟုတ်ကြဒါတော့အိုးဖြစ်ပေါ်လို့တွေးဖြစ်တဲ့အတွက်အိုးညင်ပါမှာပေါ့ကျန်ဖြစ်တော့ကျန်ညင်မုံဖြစ်တော့မုံညင်တူလို့ရတဲ့ကကြီးတမျိုးနဲ့တမျိုးလေဒီသားညင်တူဒါလည်းတို့ဒီမိဘကိုတို့ကသွားပြီးမိဘတို့ခဲ့ရတယ်တို့တို့ညင်လည်းအဲ့ဒါပတ်သက်ပြင်ကိုညင်ဆိုတော့ဘဝဆက်ဆက်ကတို့ထုံနေတဲ့ညင်ဘဝဆက်ဆက်လေဟာလာခဲ့တဲ့ညင်ပြင်ကိုညင်ခေါ်ဟင်တို့တချို့ဘုံတွေမှာကဇာကကြီးတဲ့ဘုံတချို့ဘုံတွေကဒေါသကြီးတဲ့ဘုံတွေထင်ဥမာမဲ့အကြီးတို့ခိတ်ကြီးတဲ့တော်ဝါတွေထင်ကြားရီလေတီလေအဲ့ဒါဒေါသကြီးတဲ့ဘဝဒေါသကြီးတဲ့ဘုံမျိုးမဟုတ်ဘူးဟိုတို့မဟုတ်ဘူးလေအဲ့ဒေါသကြီးတဲ့ဘုံရာကကြီးတဲ့ဘုံကြတော့ဖြာလို့ဘာလို့လာဝက်တူလာအဲ့ဒါရာကကြီးတဲ့ဘုံကျန်တဲ့ဟိုကျက်တုံးနဲ့တို့ကတော့တာမမဲ့တော်မောဟကြီးတဲ့ပုံမဲ့ဟုတ်အဲ့ဒီမှာ
ရာဂကြီးတဲ့ဘုံဘဝကိုတို့များများရတယ်တို့ကရာဂညင်ပါလာမှာဒေါသကြီးတဲ့ဘုံဘဝကိုတို့များများရောက်တဲ့ပုဂ္ဂိုလ်ကဒေါသညင်ပါလာမှာပဲမောဟကြီးတဲ့ဘုံဘဝရောက်တဲ့ပုဂ္ဂိုလ်ကတို့မှာမောဟပါလာမှာပဲဟုတ်ဗျာသာငါဆိုတာတခါကြီးအဲ့ဒီညင်သုံးခုတွေမှာဒေါသညင်ဖို့တောင်ဆိုဒေါသညင်ကမဟုတ်မခံသူ့ကိုတတိလက်ဖြစ်ရင်သူကပညာကိုညာကိုသွားတာညင်ကနေညာပြောင်းလို့ရတာဒေါသဓမ္မပြောင်းလို့ကောင်းကောင်းဟုတ်ဗျာတို့အပြင်ကိုသုံးလို့ရှိရင်တော့အဲ့ဒီမဟုတ်မခံဓမ္မဟာနိုင်ငံရေးကောင်းဆုံးကောင်းဆုံးဖြစ်ဟုတ်ဗျာဒါမဟုတ်မခံဟုတ်ဗျာစေဆိုလက်စေကောင်းတော်မူကြီးလေနိုင်ငံရေးဆိုတဲ့နိုင်ငံရေးကောင်းတော်မူဖြစ်နိုင်တယ်ဒုတိယလိုက်တာဇာကကြီးသမားလေဇာကကြီးသမားကတော့သူကဇာကကြီးတဲ့အတွက်စီဝိုင်းသမားကုန်မှုဖြစ်ဇာကကြီးသမားကစီဝါကတို့ဘာလို့ဟိုဘာနဲ့ဟိုပရိယေနဲ့ဘာနဲ့ဟိုလူချင်းစိတ်နဲ့လောက်ရတာမဟုတ်ဘူးလားစီဝိုင်းသမားကောင်းမှုဖြစ်နေတယ်ကုန်တယ်ကြီးစားတို့ဇမှုလည်းမှုကြီးစားတို့ဖြစ်နေတယ်ဘောသမားတော့ဘသူပါဖြစ်သူကဖြစ်သလိုနေပြီးနောက်ကလက်ဝေခံမဖြစ်နိုင်ဘူးမောဟကြီးသမားကဘာမှခုနပြောလို့တက်သိမ့်မှမဟုတ်ပဲကြားသိပြီဟုတ်ကြအေတီစိတ်ကိုများတဲ့နေရာနောက်ကလိုက်တဲ့စိတ်သူကိုယ်တိုင်ဘာမှမထူဖို့ဟဇာကကြီးသမားကလည်းဇာကထိုင်တော့မှရှိတော့မခံသူကကျူးစားဒေါသကြီးသမားကလည်းဒေါသထိုင်မှရှိတယ်မဟုတ်မခံသူကကျူးစားတောင်ဖို့သူတို့တက်เสียကြီးသူတို့နှုတ်တက်တယ်အဲ့ဒီမှာဒေါသကအကောင်ဆုံးတယ်ညင်ငန်းညံပြောင်းလာဒေါသတာလို့တော့ညင်ငါဒေါသညင်သွားတဲ့ခိုင်းတို့ထစ်ကနေသူစိတ်တူဖို့စိတ်ထိုးဖို့ချဖို့ဒါတော့ပဲသူသိတာလေအဲ့ဒီသိတာကိုညင်လို့ပြောတာလေစာလို့ညင်ဟုတ်ဗျာရာခိုင်ကြီးသမားလည်းသူ့လိုချင်တာသိတာကျန်တာဘာမှမသိဘူးဟုတ်ဗျာသူ့လိုချင်တာသိတာသူ့လိုချင်တာမရရအောင်လို့ကြိုးစားမှာအဲ့ဒါရာခိုင်ကြီးသမားရဲ့ညင်လို့ဆိုတာသူ့လိုချင်တာပဲသိလို့တာလေကျန်တာဘာဖြစ်မညာဖြစ်မတုံးဘူးဟုတ်ဗျာအဲ့ဒါကိုညင်လို့သုံးတယ်ဟုတ်ဗျာညင်သွားအဲ့ဒါပြောတာအဲ့ဒါတခါကြီးတို့ခန္ဓာကပါလာတယ်တန်ညင်နေဟုတ်ဗျာဘေစာညင်နဲ့ပင်ကိုညင်ထင်တယ်အဲ့ဒီပင်ကိုညင်ဘေစာညင်ရတို့ဒီခန္ဓာကိုတိဆောက်ကြတာဟုတ်အဲ့ဒါညင်နေပြဟုတ်ကြအဲ့ဒီညင်နေကိုတခါကြီးတို့ခုနကလက်မှတ်ကတတိပါဒဒုံဟုတ်ပါဘူးတင်ပါဗျတင်ပါတတိဒီလက်မှတ်ဖဲတင်ပါညင်ပြီးပဲကလာတယ်အတွေးကလာတင်ပါမတွေးပဲအဲ့ဒီညင်မပေါ်ဘူးတင်ပါပေါ်လားတခါပေါ်ပါဗျမပေါ်ပါကြိုက်စိတ်ကလည်းတွေးမှာတင်ပါမောင်းစရာလည်းတွေးမှာအတွေးကနေပေါ်လာနော်ညင်ပြီးကြမ်းစီအဲ့ဒီအတွေးကဖြစ်တယ်အဲ့တော့တတိကမတွေးပြအောင်မှတ်ပြီးတော့ညာဘက်ကိုပြောင်းသွားတာတင်ပါဗျဟုတ်နော်တို့ပါတော့ညာသူ့ဘောလိုချင်တာမလိုချင်တာဘာဖြစ်တာညာဖြစ်တာတွေးနေမယ်အစားတွေးနေတာကိုတတိလက်ချက်ကိုကြောင်းကိုပြီးအောင်တို့တတိနဲ့အတိကိုဖြတ်လိုက်တဲ့အတွက်အတိဒီကိုစီပြန်ကတ်တဲ့ကိုကြောင်းကိုပြန်ပြီးတင်ပါဗျကိုကြောင်းကိုပြန်ပြီးတော့ညာအားကောင်းသူများအကြောင်းနေပြီးတော့ညင်နေပဲထောင်တင်ပါဗျဟုတ်ကလားတင်ပါဗျတတိဒီလက်မတကတင်ပါဗျတင်ပါတို့စီလာမရမလားတခါကြီးတထုံနေမရနိုင်ဘူးတန်းနေပါဗျတခါကြီးသွားရင်လာရင်ကိုကကိုလုံးလို့လောက်ရမှာဟုတ်လားမှန်ပါတင်ပါသူသာကသုံးတာတရက်လုံးလို့တလားထိုင်စားရတယ်လို့လုပ်တယ်တင်ပါဗျတရက်ပင်မခန္ဓာလေးနဲ့တလားထိုင်စားမှာဟုတ်ကြလုပ်တယ်တရက်လုံးလို့တစ်နှစ်ထိုင်စားမယ်ကိုလုပ်တယ်တင်ပါတရက်လုံးလို့တလုံးထိုင်စားမယ်ဆိုရင်တဲ့ဝေးတယ်မှာကိုလုံးတင်တာပေါ့ဟုတ်ပါဗျတရက်လုံးလို့ဒီတစ်သက်တင်မဟုတ်ဘူးနိဗ္ဗာန်ที่အောင်စားရမယ်ဆိုရင်ဘယ်လိုနေမတော့ဘုရားတော်တယ်ဟုတ်ကလားဟုတ်ပါဟင်
တို့ခုရတဲ့ယရနာတို့ဘာတို့လောကီယရနာတွေခေါ်မှာပေါ့တို့တို့ရှာနေတဲ့ငွေတို့ရွှေတို့ဘာတို့ညာတို့လေဒါကအများဆုံးရပြီးတက်ပဲပေးထားကြရမှာသူများမဆိုထားတယ်ကိုကိုကြီးတော့ထားခဲ့ရမှာတင်ပါဗျာရွှေတွေငွေတွေကိုခဏထားအောင်ကိုကိုကြီးတော့ယူသွားလို့ရလို့လားရပါဗျာရပါဘူးဗျာကိုကိုကြီးတောင်ထားကြရမှာအဲ့ဒါတိုင်းကတဘောအားတဲ့ချေတိုင်းနဲ့ရတယ်တဘောအားနဲ့ပြီးပြီးချင်းဟုတ်ဗျာတင်ပါဗျာဟင်ဟိုဒီတတိနဲ့ယူသွားတာကြတော့ဒါကြီးနိဗ္ဗာန်ဖြစ်ပြီပါမပန်းဖြစ်ဘူးတချင်မှလိုက်တဲ့အချိန်အတွေ့တစ်ချိန်မရဘူးလားဗျာအဲ့ဒီတွေ့တစ်ချိန်ရတဲ့အချိန်ကဒီဒါအမြင်ကြီးအလုံးကျင်းစင်ရွှေနေဟင်ရွှေနဲ့သူပေးတယ်အဲ့ဒီဟိုတခါရုပ်သုံးနေတဲ့တထုံရွှေကတော့ပေးထားကြရမှာတင်ပါတတိရွှေကတော့နိဗ္ဗာန်တည်သူနောက်ကလည်းရတယ်ဟင်ဘုရားရှင်ရဲ့ဘုံတော်နန္ဒတခါကြောင်းပါပါဘုရားဘာသာတွေပဲခန္ဓာနန္ဒကိုညာတော်နန္ဒကိုတဘိုးတော်နန္ဒကိုဘုရားဖြစ်မှရတာမို့ဒီကအဲ့ဒီဟာလေးတွေအဲ့ဒီရွေးစီလေးတွေဟင်တချင်မရင်တရွေးမဟုတ်ဘူးလားမှန်ပါဟင်တချင်မရင်တခါရွေးခံရပြီးပြတရွေးဟင်ဟုတ်ကလားဗျအဲ့ဒီရွေးစီလေးတွေကဟိုမှာပြည်လို့ပွင့်သွားတာကိုကြမှာပွင့်တာချင်းမနေနဲ့ဟုတ်ဗျဒီခါတည်းကလောက်စုတော့သူကလေးသိချင်းတဲ့ကဘာတော့သိချင်းတဲ့ဟုတ်ဗျမှန်ပါဗျတသိချင်းသွားတခါကြီးတို့ဟိုလောကီအတွက်တော့တခါကြီးတို့မှပြင်မှာပါတင်းတော့ဘူးတုံညာပေါင်း140တဲ့လေအဲ့ဒါကိုတသိချင်းလို့ဆိုတယ်ဟင်တို့ခေါ်တော့ဟာတင်းတော့ဘူးတုံညာတစ်လုံးဆို30ပါတုံညာနှလုံးဆို100တုံညာ3လုံးဆို1000အဲ့လိုခေါ်တာတယ်အဲ့လိုပေါင်းတင်းတော့ဘူးတုံညာပေါင်း140အဲ့ဒါတသိချင်းပဲမှန်ပါဗျဟင်အဲ့ဒါမျိုး4ချိန်ကို4သိန်းချင်းလေကြည်တွက်လို့ရတာကကဘာတသိန်းအဲ့လောက်စုခဲ့တဲ့ UAV ဒီတခါကြီးရစီပေါက်တို့ပေါက်ရတယ်လို့များထင်မလားထင်ပါဘူးသူများပေးလို့ရတာလားကိုကကိုရှာရတာလားကိုကကိုရှာရတာအာဒုစီလာတော့ဟင်ကာမညာဒုစီလာတော့တခါကြီးများဘက်ကယုံဖို့ပဲလို့ထင်ပါဗျာအချက်မှတ်ပြီးရွှေတရွေးသားပေါ့ဟောတာတရက်စာတို့တခါကောက်ထန်တဲ့ဟိုပက်ပါမဟာလို့ဒီလိုယုံရင်မနေဘူးနော်တင်ပါဟင်တစ်ချက်ကောင်းလိုက်လို့သိန်း100ရလေဟောတာငါတို့ဘယ်လောက်သုံးရတယ်ဆိုတာယုံတာတဲ့ဘိုးယုံတော့တင်ပါဗျာဟင်တခါကောင်းပြီလို့တခါကြီးတို့ထင်နေပြောရတော့ဘာလို့သိန်း100တဲ့ဘာတဲ့ညာတဲ့ပြောဘူးလားဗျတင်ပါဟင်တရွယ်ကလေးထိုးလိုက်တာနဲ့သိန်း100ပေါက်တယ်သိန်း1000ပေါက်တယ်ဆိုရင်ဒါကတို့ဘယ်လောက်သုံးနိုင်လဲဘယ်လောက်ထိအဆင်မြင့်နိုင်လဲဆိုတာယုံတယ်လို့အဲ့ဒါတဲ့စာပေါင်းများစွာကျုံတော့မှာတတိလေးတစ်လုံးရဲ့ရွှေတရွေးသားဘူးမရဘူးဆိုတာမရှိဘူးတင်ပါဗျာဟင်ယူထားတို့ဘာနဲ့ပြောရင်တော့နေတော့ဘောလုံးသမားများနဲ့ပြောရင်ခံစစ်ဆိုတာကိုတဲ့ကိုမဝင်ကိုနေတဲ့ဟိုဘာလို့ဘောလုံးမရောက်အောင်ခါရထင်တယ်တင်ပါဗျာနော်ခံစစ်နေတော့ပြန်အလုပ်တွေလုပ်နေရတာဒီခါပဲမှနိုင်ပါသူတို့တစ်ချက်မှလည်းတွေ့တစ်ချက်ရပြီညင်တစ်ချက်ပြတ်ထားပဲလေတင်ပါဗျာဟင်ညင်တစ်ချက်တော့ပြတ်သွားတာပဲလေမှန်လေလုံချင်တာလုပ်လေတခါကြီးတင်ပါဗျာဟင်လုံချင်တာလုပ်တော့ဘယ်ဟာမလုပ်ရဘူးမရှိဘူးဟင်ဟိုတရားသူကြီးကတို့ဘာလို့တရားမမှုကသာစစ်ထားရာဇဝမှုမစစ်ဘူးလို့ရှိသလားမရှိပါဘူးဗျာရှိဘူးနော်မရှိပါဘူးဟင်မရှိဘူးအေးရာဇဝမှုလေတို့ဘာလို့ဟိုလက်သီးထိုးမှုလောက်လားဟိုဒါခုတ်တုံးရိုက်ဒီကိုမပါနိုင်ဘူးလားဟုတ်ပါပါဗျာမတိမှုတွေကိုပါပါဗျာမတိမှုလည်းပါတာပဲဗျာဓမြမှုကိုပါပါဘယ်ဟာမှလုပ်ဘူးတင်ပါရာဇဝမှုကဟင်မကောင်းတာတွေလည်းအကုန်စစ်ထားတယ်တင်ပါဟင်တင်ပါမကောင်းမှုမှန်သမျှအကုန်စစ်ထားလေကောင်းမှုလို့ရွေးရလားတရားသူကြီးလားဟင်မကောင်းမှုတွေစစ်ထားလားကောင်းမှုတွေစစ်ထားကောင်းမှုစစ်တာပါဟုတ်ကလားဗျာတင်ပါတေမမှုကလေတင်ပါဟင်ဒါကြီးအမေဟာကြီးမရေမှုကြီးရုပ်ခံငါစီမလာခဲ့နဲ့လို့ရှိသလားမရှိပါဘူးရှိပါဘူးဗျာ
ရိမှုလည်းမရိမှုနဲ့တောင်စစ်ပါပဲဟုတ်ကြဓမြလည်းဓမြနဲ့တောင်စစ်ပါပဲခိုးနဲ့တောင်စစ်ပါပဲဒီလိုထင်ပါဗျာ ဟုတ်ပါဗျာ ဟုတ်ပါဗျာဒီတိုင်းပဲနေပါလို့ရုပ်ထားရလို့ကြုံထားရုပ်ထားလွတ်ထားရင်အဲ့ဒီတွေကညင်ဝင်လာမှာပေါ့ရုပ်ညင်ကြီးဝင်သွားရင်ဘာလို့ရုပ်တော်ကြီးထလာမှာပေါ့ဟုတ်နော်ရုပ်ထားလဲဟာလောဘလို့ဆရာရှိတို့ဘုရားကဒါမလို့ပါဘူးပြင်ရထားတာမရှိဒါလို့ရင်ကောင်းတယ်ဒါလို့ရင်ဆိုးတယ်ဝေဘာပြထားတာပဲရှိတယ်ဟုတ်ပါဗျာဒါမြင်ထားတော့မရှိဘူးကျေသာတိုက်ထားတာတော့မရှိဘူးဟုတ်နော်ကြည့်ဘူးနော်မရှိပါဘူးဟေးပေါ်လာတော့ကောင်းတယ်ဟေးပေါ်လာတော့ဆိုးတယ်ဟေးအဲ့တော့ဒါဆိုးတာဒါကြီးစားရဲပါလို့ဆိုးတယ်မပြောပါနဲ့သူများပြောလို့ဆိုးတယ်မပြောပါကိုယ်ရဲ့ဆိုးတာလုံရင်သိနေမှာတဲ့မယုံကြည်စားတဲ့ချိန်စားအပြင်းပြင်းတော့ကိုခံရတာထင်တယ်ဟုတ်ပါဗျာဟေးတာမယာကြီးစားတော့ဟောတာကြီးချင်းအပြင်းပြင်းတော့ကိုချင်တာပဲခံစားမှုလေဟုတ်ပါဗျာအဲ့တော့ရုပ်ထားလဲရုပ်ထားလို့တော့ခံစားမှုပေါ်ပါတယ်တရားပေါ်နေတော့ဟုတ်ပါကိုယ်ရင်သိအဲ့တော့ရုပ်ထားတယ်မဟုတ်တော့ဘဲနဲ့ရုပ်ပုံရုပ်နည်းကိုသိလာခဲ့ရင်ဟင်ကိုယ်ရင်စိတ်ဘလောက်ရုပ်သွားတယ်မသိနိုင်ဘူးသိတယ်ပါဟင်သိတယ်စိတ်တည်းဟုတ်ဘူးတရားရဲ့ကိုယ်ကဘလောက်ရုပ်မထင်တော့တရားယူကောင်းတာလို့ဆိုတာလို့ကာမောင်းတယ်လို့ဒါလည်းစနိုးတာနဲ့ graphic ကိုမလို့ကနေရစက်မလေးဘူးဘာနဲ့လဲတာတို့စီနေလေတို့တနည်းကပါတော့ဟိုတိတိဘယ်သူမှလာမဆွဲလို့ဟိုပါကြီးဟိုဘာခေါ်တော့ဘူရိုဒါကြီးလားအဲ့ဒါကြီးနဲ့လာဆွဲတာဒီနားလေးလာတာနဲ့ဘာတော့ဘလောက်လဲငါးကံလာကုန်လားစနိုးတာနဲ့တခါလာတော့ဘူးမှာလေဗျစက်နေလေတာတို့ဒီမှာလည်းကိုင်းနေလေတာဟုတ်ပါတွေးလေတွေးပါတယ်တွေးလေတွေးစေပြီးတွေးနေရတာပြောတယ်တွေးလေပြီးလုပ်တယ်တွေးလေပြီးဗျဟုတ်ပါဟင်ဟုတ်ဗျအဲ့တော့တွေးကတော့တခါကြီးတို့ကားပိမလိမ့်တဲ့အတွက်နေတော့နေမှာပေါ့အပြောနဲ့အလုပ်ကြတော့အပြောကြတော့ကားပိတော်လိမ့်သွားတယ်တင်ပါဗျာဟုတ်ကလားတော့ဂီယာတို့တော့နေအောင်မှာပါဟင်အလုံးကြတော့ပြင်းတယ်လို့ပါတော့ဖိုင်ကြီးရတဲ့တက်ကြီးရတဲ့လည်းလောင်းမှတ်တယ်တင်ပါဘာကြီးရနဲ့ထိုးလို့တော့ပြင်းလို့တင်ပါဘာကြီးရနဲ့ထိုးလို့ဘယ်လိုဖြစ်သေးလဲဗျာအမှလုံးဖြစ်မှာပါဗျာဒီဘာလို့မလုံးဖြစ်တာတော့ဗျာလုံးဖြစ်ပါတယ်ဗျာအဲ့ဒီမှာဘလောက်တိကိုပင်မစိတ်ပင်မဖြစ်တယ်ကိုဘူရဲပြီးပါတယ်တင်ပါဗျာအဲ့ခါကျရုပ်တာဒီမဟုတ်ရုပ်ပုံရုပ်နည်းတော့ပြီးတာဟုတ်ပါရုပ်ပုံရုပ်နည်းသိရင်ကိုပြေချောင်းကြံနေတာကပြီးတော့တာဟင်တို့ဘာနဲ့ပြောရင်တော့လက်ဝဲသမားများလို့အိမ်တောင်တယ်နဲ့ပြောရင်ဒါကတို့ပကူအဋိဌာဝင်ရင်းနဲ့ရန်ကုန်ပြန်တော့ဘယ်နာတော့မှမသိပါဘူးရွာကန်းလမ်းဘေးမှာတဲအိုကြီးအဖိုးအိုကြီးနဲ့အဖွားအိုကြီးနှစ်ယောက်ဝင်သွားတာကြည့်ပြီးတောင်တွေကဖြစ်တာကြည်စမ်းတို့ခုချိန်ဒီပေါင်းကြတာတို့ဟင်မောင်မကြည့်မိမကြည့်လေဟုတ်လားတို့အဲ့ဒီမှာတဲ့သူတို့လေလက်ဝဲသမားနဲ့အတူတူပဲလက်ဝဲသမားနဲ့တယောက်နဲ့တယောက်အားပန်းပြီးထိုးတာထင်တယ်ဟုတ်ပါအားသာသူအားကောင်းသူအကေးညာပါသူအဲ့ဒီကထိုးချက်ထားရင်ဟိုဘက်မှာလဲတာပဲအလဲထိုးတာအလဲထိုးမှတကုံစိုက်တာထင်တယ်လင်းနေမရလဲဒီတိုင်းပဲအားကောင်းတဲ့ဘက်ကလဲထိုးတာအားမကောင်းတဲ့ဘက်ကအရင်ပေးရတယ်နှလုံးပိန်ပေးတာမရှိဘူးရှိသလားရှိဘူးနော်အခုပြောရင်တော့ခင်ဗျားအမကလဲထိုးတာတို့တကားကြီးကိုသုံးမြင်ကြီးကိုဟုတ်တယ်ဘယ်လိုလဲထိုးတာတော့တန်တန်လေးလဲထိုးလိုက်တာနေပါဟုတ်ကဲ့ထိုင်ဝဲရတာဝဲရအားနေတဲ့ဘက်ကအရင်ပေးရတာတကားတင်ပါဗျာတို့ကလာရှိကုန်လုံးနေတာကိုမမြင်ဘူးတွေးရအများကြီးကုန်နေတာလေတို့တကားပြတ်သိတော်တော်ကြီးတာဒါတို့မှတော့အဲ့ဒါတော့တန်တိုင်းတို့ထောက်ပေးကြောင်းကိုနေပြရတာတယ်ဒီဟိုတောင်းနိုင်ကြီးအဲ့ဒီမှာလောက်ထားတို့လောက်ထားတင်ပါဗျာသူတပည့်ကဦးတောင်းညုံဦးတောင်းညုံ
သူတို့ကအဲ့ဒီမှာကမကတာလုပ်တာ ဟုတ်ကဲ့ တောင်းရုံခင်လာဝင်လာသူတို့ကမကတာလုပ်တာအဲ့ဒါတော့ဥဆုံးမြဲတပည့်ရင်းမယ် တင်ပါ လေသမားကဆောင်းတယ်တို့တန်လေးနဲ့တင်ကြထားထုတ်ပေါက်ရောက်ပါဘုသူမတော့အဲ့ဒါဘုသူလာကြည့်မင်းတို့ဟာကဘုသူလည်းမစုပ်ပါဘူးလားကွာကိုကလေမုန်တိုင်းတိတ်ကြည့်တယ်ညာဟင် တင်ပါ လေမုန်တိုင်းကြည့်တဲ့နေရာတို့အဲ့ဒီဘုကြီးသားတို့မှာတော့အဲ့တော့လေသမားကလည်းသူ့မာနနဲ့သူရှိတာပဲဆရာဘယ်လောက်နားလဲလို့ဟုတ်ပါပြောကောင်းလို့လေဒီနဲ့ထိုးမယ်လို့ဝိုင်းခွဲကြတာဗျာဒေါသအဲ့လောက်ကြီးတာဟင်အဲ့လောက်ဒေါသကြီးရင်ဒေါသကြီးနေတဲ့လီပါဘယ်လောက်နည်းမယ်ထင်တော့စီလိုက်ဘယ်လောက်များမယ်ထင်တော့ဒီတခါကြီးဟင်ဟင်ရာခါကြီးနေတဲ့ချိန်ပေါ့ဒိန်နေမျက်စိကမီးပွင့်လောက်အောင်ကိုကျက်လာတာ တင်ပါ အဲ့ဒါတို့ဒီပါဘယ်လောက်နည်းတော့ဟင်ဒီပါဘယ်လောက်နည်းထားရတော့စီလိုက်ဘယ်လောက်များတော့ဟင်သုံးနေပြီပါဗျ ဆုံးလို့တော့ဒီက ဟုတ်ကလား တင်ပါ နိုင်လိုက်တော့ အဲ့ဒါစီတော့လည်းတော့ ဟုတ်ကလား တင်ပါဟုတ်ပါတယ်ဗျ ဒီနည်းနဲ့တို့အသက်တူ တင်ပါဗျ ဒီနည်းနဲ့အသက်တူခြင်းအကြောင်းဟာအဲ့ဒီတွေးဖြုံးပြီးမှုကြောင့်စိတ်ကစားမှုကြောင့်တွေးမှုကြောင့်မြင်လိုက်တောင်လို့ဖြစ်တယ်ဟုတ်ဗျာ တင်ပါ မြင်လိုက်တောင်လို့ဖြစ်တယ်ဒီနည်းနဲ့တယောက်နဲ့တယောက်လင်းနဲ့မရဟာမရဘက်ကအာသန်နဲ့လင်းရင်တရားလင်းဘက်ကအာသန်နဲ့မရရင်တရားဟင်ဝါလာပါတော့ဟိုတကုန်းလူဝဲချင်တကုန်းဆိုင်ဝဲဟင်ကျုံရှုံးသူလဲရင်နိုင်သူတကုန်းဆိုင်ထားပဲဗျာဟုတ်ကလားဗျာ တင်ပါဗျ ဒီနည်းနဲ့တို့အဲ့လောက်ထိရုပ်တယ် တင်ပါ စိတ်လည်းရုပ်တယ်ကိုယ်လည်းရုပ်တယ် တင်ပါ အဲ့ဒီရုပ်တာပြီးသိချင်တော့ တင်ပါဗျ ကိုယ်လည်းရုပ်မှန်းသိရင်ကိုသေချောင်းကြံနေမှသိခဲ့ရင်တခါရေးရှိဆက်တိုးခြင်းပြီး မတိုးရင်တော့ပါဗျ ဟင် မတိုးရင်တော့ ကိုသေချောင်းကြံနေမှသိပြီ တင်ပါ ပြီးတော့ကိုကသူ့ကိုလည်းသွားပြီးတော့သေအောင်ကြိုးစားပေးနေတယ်လေနှလုံးဆိုင်သေအောင်ကြိုးစားတာထင် တင်ပါ ရှင်းစင်နောက်စင်မဲ့သူလည်းလီဘာတာအားနင်းပြီးတော့ကြိုးစားရမှာပဲ တင်ပါဗျ ကိုလည်းလီဘာတာအားနင်းပြီးတော့စီလိုက်များများနဲ့ကြိုးစားကြတာ တင်ပါ ရုပ်မှန်းကိုတိုင်ပြီးတော့ဟုတ်ရရုပ်မှန်းကိုတိုင်ပြီးကိုဘသူသေးခြင်းမတော်ဘူး တင်ပါဗျ ဟင်သေးခြင်းဘူးပေါ့ တင်ပါ မသေးခြင်းတော့ဘာလို့อ่ะဝိသကာမလို့အနာတပိန်တို့မိသားစုလိုက်ကိုတော်တာပါလိမ့်မှာ တင်ပါ ဝိသကာမတွေနဲ့သူ့နေနေရောသူ့သားသမီးတွေရောပါကိုလည်းနာတပိန်နေမဟုတ်ပါဘူးသူ့မိမရောသူ့သားသမီးတွေရောပါဟင်တို့တို့လည်းတုံးပါတို့တော့ညင်ငူညာလေးနဲ့ခုနသွေးကိုညင်ငူညာလေးနဲ့ထိပြီးတော့တုံးပါတဏှာရှိရတဏှာနဲ့တိဆောက်ထားတဲ့ဘဝမတုံးနဲ့ပြောတာဟုတ် ဟုတ်ပါ ဟင်ဟိုမမဲတခါကြီးတို့ဟိုရွာထဲနဲ့ပြောရင်တော့ငရုတ်တိစတ်သာမှန်နဲ့ပြီးတယ်ဟိုသွေးနဲ့လည်းမတည့်တို့တော့ဓာတာကဒါလေးသုံးမှရမှာဆိုငရုတ်တိသာမှန်ပြီးဘယ်သူကြောင့်ကလေးနဲ့လည်းရောရပြီဘယ်သူကြောင့်လည်းထောက်မတည့်အောင် ဆရာ နပိပုတ်ကလေးဟောခင်ဗျားရင်နေပုတ်ကလေးဟောနာနာပင်လေးဟောစားပေါ်အောင်လုပ်ပြီးသုံးတော့တော့တာပါနေလေသုံးပါ တင်ပါ တို့ညင်နေပြီးနေတယ်သုံးဟုတ်ကလားဗျာဟင် မှန်ပါ အဲ့လိုကိုတနေ့ကိုတခါကြီးပါတော့ချင်လာတော့ကမှတ်ယူသွားဟင်ဟုတ်ဗျာညင်ပြီးလေမလုပ်ဘူးညင်ပြီးဖြစ်အောင်အမှတ်ရှိညာရှိတာပဲလေ တင်ပါဗျ ဟုတ်ကလားဗျာအမှတ်ကလေးနဲ့သုံးဖို့ပြောတာထင်တယ် တင်ပါဗျ အဲ့ဒါဘောလုံးသမားနဲ့ပြောရင်ခံတစ်ဟုတ်ဗျာ တင်ပါ ညတော့တခါကြီးရဲ့တစ်ချိန်ချိန်တော့အားရမှာပေါ့ မှန်ပါဗျ ဟင်မိသားစုအတွက်နဲ့အများအတွက်ကိုတခါကြီးတနေကုန်ကျွန်းခံပြီးကိုယ့်ကိုတနာရီလောက်တော့ကျွန်းခံစမ်းပါ တင်ပါဗျ ကိုယ်အတွက်အပြန်ကောင်း တင်ပါ ကိုယ်အတွက်ဟင် တင်ပါ သူ့အတွက်ဒီတော့တခါကြီးဘယ်လောက်လုပ်တော့သူ့အတွက်ဒီတော့ဘယ်လောက်သူများအတွက်တော့ဘယ်လောက်လုပ်ခဲ့ပြီးတော့ ဒီနေ့လုံးပါဗျ ဟင် ဒီနေ့ပါ အဲ့အချိန်ကြီးကိုယ့်အတွက်ကြတော့ဘယ်လောက်လုပ်တော့ ဒီမရှိတော့ အဲ့အချိန်မရှိဘူးလားဗျအဲ့ဒါဘယ်သူ့ကိုချစ်တော့ကိုနဲ့အတော်တို့ဘယ်သူ့ကိုချစ်တော့ ဒီညဘုရားရတယ်
ဟုတ်ကလားဗျာ ဟုတ်ပါ ဟင်လင်းနာဗျာဟင်ဒါတော့သံပေးဖေးရနေမှုဒီနေ့သံမပေးဒီနေ့ဖေးမပေးဘူးဗျာ တင်ပါ အချစ်ဆုံးဘူးဗျာကိုချစ်ဆုံးဘူးချစ်ရကောင်းမှမသိတာပဲရှိတယ်ဟိုဘောဒလာမင်းကြီးကသူဇနီးအတိစက်ကိုမာနိကာသူ့တဲ့တော်တော်နေတာငယ်မလေးဟင်တော်လည်းစိတ်ရှုံးပြီးပြေးလာတာဟိုရဖမ်းရတဲ့သေမတာမောမတာမာနိကာဆိုတာလို့ပြောတာနာမတော်တော့ပန်းဥယျင်ပိုင်ရှင်ရဲ့သမီးတော့ပန်းဖူးရင်လည်းချင်းဆိုဟိုကတော့မောပြီးသေမတာဖြစ်နေတာအဲ့ဒီအတန်လေးကြတော့အဲ့ဒီမှာတာလာပြီးမြင်းအဲ့ဒီမှာထိုးကြပြီးအဲ့ဒီမာနိကာရဲ့ပေါ်ပေါ်ခေါင်းထိုးအိတ်ကျော်သွားတာမာနိကာတော့ဘာပြီးဖာတာပဲနောက်ဟိုကတတိနောက်ကဖြုံနဲ့မြင်းနေလာမှာအော်ဒါကိုဆိုတော့သူသိတာအဲ့ဒီကနေညာလို့ကောက်နားတော့တဲ့တော့ဒီမှာလေးဆိုတော့ဘယ်သူမှလည်းပေါင်းလို့မရဆရာချင်းတူလေ တင်ပါဗျာ ဟင်ညင်မတူဘူးလေပေါင်းလို့ရတဲ့အောင်ထဲဆိုတော့ဘောစလာမင်းကြီးကသူ့ကောင်မလေးပြင်းမာသူတို့တွားပြီးတော့ရေးစားစကားပြောတယ်လောကမှာဘသူအချစ်ဆုံးလဲသူဖြစ်စဉ်ရတော့မောင်တော်ဘာဖျားချင်မာလိကာကပညာရှိပြပယ်ဖြေနေတယ်လောကမှာကိုချစ်တော့ပါဟာဘောတလာမင်းရဲ့လုံးကျူဆိုသူပြောသေးချင်တာတမျိုးကိုကပြောလိုက်တာတမျိုးမကျေနပ်ဘူးဖျားပေါ်အောင်ရှောင်းဖျားကဟုတ်တယ်လို့မာလိကာဘက်ကဝန်ခံအတ္တသမံပေမနတ်ထသာလို့အတ္တသမံမိနဲ့တူတဲ့ပေမန်ချစ်စရာဘူးနတ်ထပေမရှိဟုတ်ရဟင်ငါရဲ့ဘူးကိုပဲငါဒီဘူးကိုပဲအချက်တုံးကိုကြောက်စရာကောင်းဆုံးကိုပဲငါရဲ့ဘူးမှလည်းကိုချင်သူများဘူးမှလားကိုကဘူးကြောက်စရာကောင်းဆုံးကိုနတ်ဒီဘူးမှကိုပြချစ်စရာကောင်းဆုံးလည်းကိုဟင်ဟုတ်ရဒီပြီးတော့တခါကြီးကမရချစ်တယ်လို့ပြောတာမရဘယ်နဲ့ကတော့ဖေးကုန်ပြီဘောင်းလေးဘောင်း တခါကြီးကြတော့ကိုကြတော့ဟုတ်ကလားဗျတင်ပါကတူချစ်တော့ဟုတ်ကဲ့ဖြစ်ပါအမတို့ပြောလို့နေမှာပါဟင်မရဘယ်နဲ့ကကြီးချိုးပေးဘူးကိုချိုးပေးဘူးပါဘယ်နဲ့ကကြီးတွန်းပေးဘူးတခါကြီးကိုကြက်တာဒီတော့ရတယ်ဟုတ်ကလားတင်ပါမရဘယ်နဲ့ကသမင်းခုံကျွေးဘူးကိုကြတော့နေရမယ်ဘယ်သူကိုချစ်တော့ဒီစိတ်ကိုဟုတ်ကလားဗျတင်ပါဟင်တင်ပါဗျချစ်ရကောင်းမှမသိတာချစ်တာကိုချစ်တော့မရသွားလေကိုအတွက်ယူတာသူများတော့မဟုတ်နော်တင်ပါဗျဟင်ကိုအတွက်ယူထားတာမရချစ်တော့ကကြောကြလို့ပြောကိုအတွက်ယူထားဟိုကလည်းချစ်လို့ယူလာများထင်နေတယ်သူ့အတွက်ကြည့်ပြီးယူထားလာပြောတိုင်းယူလာများထင်နေတယ်ဟုတ်ကလားလာပြောတိုင်းယူမတယ်လားသူလည်းတွေ့ချစ်ကြိုင်းမှယူလာဟုတ်တယ်လေတင်ပါဟင်ကိုအတွက်ယူကြတာကြကိုချစ်လို့ယူထားကြတာကြီးတယ်ဗျဟုတ်ကလားအဲ့တော့ကိုအတွက်တော့သူများအတွက်ကိုမာတော့ဂျုံဖြစ်သွားနော်ဟုတ်ဗျာသူများသမီးကြီးသွားပြီးဂျုံနာမဟုတ်လားတခါရှေးဂျုံလို့ကိုလိုကိရိတာဂျုံတနာဂျုံဖြစ်သွားပြီတင်ပါဂျုံတော့ဝါတော့ရောက်ဝါကိုဂျုံခါပါပေါ့တင်ပါဗျအဲ့တော့ဂျုံခါတော့ဂျုံအတွက်တော့ဂျုံလို့တော့နေလို့ပေါ့တာညဖို့လေးတော့ဖက်နေတော့တနာကြီးလောက်တင်ပါဗျအဲ့ဒီတနာကြီးကိုတို့ဝေဘူးဆရာတော်ဘုရားကြီးပြောတယ်လို့ပြောရတော့ပြင်းတယ်လို့ပြောတယ်လို့ဟောထားပြီးလို့အဋ္ဌံတင်လို့ဟုတ်ရပြင်းတယ်လို့ပြောတယ်လို့ဟောထားပြီးလို့ဘယ်ရာမျိုးမဆိုမကျင့်ဘဲနဲ့တတ်တာရှိပါတယ်ဘယ်ရာမျိုးမဆိုမရင်းနှီးဘဲနဲ့မပြောပါဘူးရင်းနှီးမှပြောကြတာရှိတယ်ပါအရာသမားလည်းချက်ချင်းတတ်လို့လားတတ်ပါဘူးတော်လေးချင်းယူပါရင်းနှီးရောရဲ့ရင်တကူနဲ့ရင်းနှီးသွားတော့မပြောဘူးလားပြောပါဗျာဟိုအတန်တို့သွားပြီတော့ပါတယ်ကွာမေဟုတ်တယ်လို့ဟုတ်တယ်တို့ရာကုန်လာတကားရှောက်ဘူးတယ်တကားချင်းလိုက်ဆိုတာရှောက်ဘူးလားတော့ပါများတော့ဖျားချိုးကိုလာတော့တာတင်ပါဗျာဒီတော့ပါတော့ချိုးကိုလာတော့တာဖျား
那看那个一股你亚麻的，对嘛？印尼来人，再多啦，印尼来人但我平时多啦，对咯。对嘛？အဲ့တော့တရားလဲမထိုင်ရင်လဲထိုင်ရင်လဲထိုင်ဟုတ်လား 对嘛？ ဟုတ်ဖြစ်နေထား 对嘛？ ပြီးတော့တခါကြီးရဲ့တက်လို့မရှိရဘယ်ရက်ကဘယ်ရက်ဒီအဋ္ဌာန်ရဲ့ရှိအဲ့ဒီအဋ္ဌာန်ပြီးပါရမီကိုစိုက်တဲ့ဒီစေပါတဲ့အဋ္ဌာန်တော့ပါဘူး ပါပဲဗျာ အဋ္ဌာန်ကအထူးရတိချက်ကိုဆိုလို့တယ်ဒီချိန်ဒါလုပ်မယ်ဆိုဘယ်လောက်ရေးကြည့်နေတယ်လုပ်ကိုလုပ်တယ် 对嘛？ အဲ့ဒါအဋ္ဌာန်ဒီကနေ့တော့ညောင်းသေးလို့လေဒီကနေ့တော့ပင်မသေးလို့လေဆိုတော့ဆင်ခြင်မရှိရအဲ့ဒါမြင်ကပြောတာညင်ကအမြဲတမ်းပွဲဖြတ်တယ်ညာလို့ညင်ကအမြဲတမ်းအတွေးနဲ့ပွဲဖြတ်လေးပွဲဖြတ်ထားရှိတယ် 对嘛？ ဟုတ်ကလားဗျ 对嘛？ သူခိုင်းနေကြစိတ်ကိုခိုးညာကဝင်ခိုင်းတော့ကျင်납မလားဗျ 真的。သူ့ဂျုံကိုကြည့်တယ်မယ်ဆိုတော့တခင်ကကျင်납မလားတခါကြီး 真的我知道。မကျင်납ရင်သူကတော့ဖြတ်မှာပါဒီကနေ့တော့မော်သေးလို့ဒီကနေ့တော့ညောင်းသေးလို့ဒီကနေ့တော့ဧည့်သည်လာနေလို့ ਨੇ ခုမဟုတ်တစ်ခုနဲ့အတွေးနဲ့ဖြစ်တာ 对嘛？ နားမယောင်နဲ့လုံးဖျားရှိလုံးတာလို့ 对嘛ဗျာ ဟင် 对嘛？ ဒီဟိုမဟုတ်တာပြောအောင်မယ်ကျတို့ဟိုအရင်မန္တလေးတိုင်းဟိုနေရာယူသွားတော့ဦးကျော်တန်းဟိုကျူးကျော်တန်းဟင်ဟိုဒီဝါယဝင်ဖြစ်သွားတာဒီမှာလေအဲ့ဒါကဒါလုံးရမယ်ဆိုရင်မဖြစ်မနေလုံးတာပဲဟိုသူနဲ့ဟိုကော်ပီရိုက်ပေါ်ရိုက်ဘက်ကသူ့ဘုံကြီးလွန်ကိုသွားတို့ဒီကိုဝင်ထွက်သွားလာနေတာကသူကြောက်ဖို့လို့တည်တာပါဟင်ချိန်ထားတယ်သူတို့ကောက်ဝင်မိုးရီကလေးရွာနေတယ်တော့ဦးလင်းကတော့ကြည့်တော့ပြန်မဲ့မိုးရွာနေတယ်မရိုက်နိုင်ဘူးဟုတ်ကြ 对嘛？ တယ်တော့သူတငယ်ချင်းကဟာဘောဘူးဘူချိုကဒီလိုစိတ်မျိုးမဟုတ်ဘူးလာဆူလာတာပဲလို့ဆိုလုပ်တယ်ဒိဋ္ဌာန်တယ် 对嘛？ ဟင်ဒိဋ္ဌာန်တယ်သူရဲ့စိတ်ကအတိတ်မထမ်းမဲနဲ့ကိုထမ်းနေတာတိကျတယ်ခေါ်ဘူး ခေါ်ရပါ တိကျတယ်လည်းခေါ်လို့ရ 对嘛？ စိတ်ကန်းကောင်းတယ်ကိုခေါ်လို့မရဟုတ်ကြလား တယ်မှာ အဲ့လိုမကြဘူးစကားမလို့จะကားနဲ့ပေါက်ချခောက်ကပဲလူမရိုက်နေတာရိုက်နေရလို့ဒီတိုင်းပြမသွားဘူးတဲ့အဲ့ဒီခေါ်ဝင်တကွင်းတော့ဖြတ်လျှောက်နေသေးတာဖြတ်လျှောက်ပြီးမှပြန်သွားအသိနေတာလို့ပဲပြောထားပါဟင်ဒိဋ္ဌာန်နော်ဒိဋ္ဌာန်တင်ဟင်သူကတော့ဒိဋ္ဌာန်တင်တယ်လို့တော့မဟုတ်ဘူးပေါ့စိတ်ကူကအဲ့ဒီအဒိဋ္ဌာန်ကစီကံကိုတောင်းဝင်ယူလာမဟုတ်လားတခါကြီး မှန်ပါတယ် ဟင်ဟုတ်နော်ဒီအဒိဋ္ဌာန်ကစီကံကိုတောင်းဝင်ယူလိုက်တဲ့စီကံရဲ့ဆန့်ကျင်ပဲအပြင်းမဝင်နိုင်ဝိရိယပါတယ်ပြီးတော့ထိုက်လိုက်ပါတခါကြီးမှာသေရှင်ကြီးကျုံနေခဲ့အပြင်းကြီးဟိုလိုမတော့ခေါက်ကြအောင်အကြအတေးတစ်ခါတည်းဖြစ်တတ်ပါသေရှင်ကြီးဟုတ်ကဲ့အဲ့ဒီချိန်ကျကိုလုတ်တဲ့အဒိဋ္ဌာန်ကိုလုတ်တဲ့နေရာလာအာရုံပြုလိုက် 对嘛？ စိတ်ထဲကဟုတ်လားဟင်ဒါပြီးဖရာအယုံပြီးဖရာတပြီးတော့ဘယ်နည်းဘယ်ကသာဘယ်လိုဘယ်နေရဲ့ဟိုဘယ်ဘာဝနာနဲ့ဟိုအဋ္ဌာယူခဲ့ပါသေးဒီသစ္စာတကမှန်ကန်ပါလေစိတ်ထဲကဟင် 对嘛？ သူရှိသွားတော့မင်းဘာပြောတာတော့ဖြစ်ကုန်မှာပေါ့ 对嘛？ ဟင်အခြေထဲချတဲ့ကိုလည်းကျင့်နေတဲ့လူတွေဘူးမဟုတ်သူရှိနှုတ်ထွက်ပြောရတာမဟုတ်ဘူးစိတ်ထဲကစိတ်ထဲကပြောရင်စိတ်သမားတွေကုန်ပြီ 对嘛ဗျာ ဟုတ်ဗျာ ဟုတ်ပါဘူး စိတ်ထဲကလာပြောစိတ်သမားကုန်ပြီလေဗျာ 对嘛？ ဟုတ်ဗျာ ဟုတ်ပါဘူး သူတို့မှစိတ်နာတွေရှိတာဘူးဗျာမနေတာဘူးလာပြီးတော့ဘုံကြီးပေးရတယ် 对嘛？ ဟင်ဘုံကြီးပေးတယ်ဆိုလို့ဒီလိုဟိုလိုမဟုတ်ဘူးသူ့ဟာသူအဲဒီကိုယ်နှိမ့်ဆက်မဲ့တဲ့ပေမဲ့ကိုယ်နဲ့ရင်းနှီးသူရဲ့ပါသူပါနေကိုကအမခံတာလည်းရှိ 对嘛？对嘛？ နော်သူ့မို့သူတဲ့ပေမဲ့ကိုယ်တနာသူပေါ်ရင်ပေါ်လာတယ်သူတို့ကစိတ်ချင်းတော့စိတ်ညှို့နေတာဘူးဗျာ 对嘛？ ဟင်တနာအောင်လုပ်ပြီးသူ့ရဲ့ကြမှာလှုပ်လိုက်တာလည်းရှိတယ် 对嘛？ ဟုတ်ဗျာဒါမှမဟုတ်သူတို့တဲ့အာကောင်းတာကြီးအသေးဖွဲ့ကြီးတစ်ခုစစ်တပ်ကြီးတစ်ခုရဲတပ်ကြီးတစ်ခုလာလို့လက်လွတ်ထွက်ပြရတာလည်းရှိ 对嘛？ အဲ့ဒီနည်းနဲ့ကေတာနဲ့ခင်းကြီးနဲ့လာကေတာမဟုတ်ဘူးဗျ 对嘛ဗျာ ဟုတ်ကလားဗျတခါကြီးနာပြောအောင်ပဲတပိတ်အိမ်ဆရာတော်တို့တခါကြီးကြုံကြတာလားဗျအဲ့ဒီတပုံကဖမ်းသွားတာလေ 对嘛？对嘛？ ဟင်ဖမ်းသွားတော့တယ်မှာတိတ်တိတ်ကြီးကြုံတော့တာ 对的。 ဟင်အဲ့ဒါညကြတပိတ်အိမ်ဆရာတော်တို့ကျုပ်ဖြစ်ပြီးသွားတာတပိတ်ကမဟုတ်တာတော့အမှန်ပဲ 对嘛？ တပိတ်မဟုတ်တာတော့မှန်ပဲတော့ဆရာမနေနိုင်ဘူးဟ
တပိတ်အိမ်မဟုတ်တာတော့မှန်ပဲတို့တော့ခုမှလာပြီးကြိုးဖြေသွားတာတပိတ်အိမ်သွားတော့ဆိုတော့ဒီကမောင်မဟိုဆက်ပြီးဟိုကတော့ဘယ်ကမှုနေလို့ဟိုမသားခင်ပေါ့တော့ကြတော့သူတွေကြောင်းလူကျွတ်တဲ့ကြောင်းနေတော့ရတော့ဒီကွာသူတို့လေးတွေဒုက္ခကြောင့်တော့ပါပဲလို့ဒါပဲဒီလိုမကြဘူးတမတော်နဲ့တွေ့အဲ့ဒီသဘောမျိုးလက်ဆက်ခံရတာလေဒါကဟိုအဋ္ဌံကြောင့်သစ္စာထိုက်တာကိုဆိုလို့တင်ပါဗျာအဋ္ဌံကြောင့်ဝရိယထိုက်ဝရိယပါရမီသစ္စာသုံးခုပြီးမှထင်တယ်တင်ပါမလုတ်ချင်မူလားတခါလုတ်ချင်ပါဒီလောက်ကောင်းတင်ပါဒီလောက်တင်ပါပြီးတော့တို့တရားကကျက်ဥပြုတ်ကလေးငယ်စားရတယ်ကျက်ဥပြုတ်ထားတဲ့ကျက်ဥကလေးငယ်စားတော့ဘယ်ဟာကောင်းတယ်ဘယ်ဟာမကောင်းဘူးသိသလားမသိတော့အခွန်ရင်စားမှာအခုကတော့ဘာစားမလို့အကာပြီးတော့ပါတရားကလည်းဒီလိုပဲမသိတာသားတိုင်းတော့အခွန်ရင်ကြရပါဟုတ်ပြီစားခါသားတော့ရတာမရှိဘူးကြအကာဆိုတော့ပဲနေတော့ကောင်းလာအနှစ်ရောက်တော့ပဲနေတော့ကောင်းတော့အေးပြတို့တရားကလည်းအေးတယ်ဟုတ်ကလားဗျဟုတ်ပါဗျစားနေမှာတော်နေဟိုကိုရောကြီးကနေပြောတယ်ဘယ်နာနှစ်ပါလေလို့မျက်စိမိတ်ချောက်ရှားမနေနဲ့ဦးကြသူဟာကိုဖြစ်တာပြောတာဟင်တင်ပါဗျတို့ဥပိ္ပဇေယနမအငယ်ဆုံးတော်မှုသွားယောဂလေးယူအားကလည်းအင်းကြီးကြောင့်သွားတရားအဲ့တော့ဟိုကပြောတယ်အပူရဲ့ဟိုဆေဝါကိုဂျိုင်းဆောင်တယ်လို့ပဲဒီဝင်နေထွက်နေနေဝင်နေထွက်တဲ့နေရာနှာသီးပြားလေးမှာတတိထားပြီးတော့အဲ့ဒီကနေစောင့်ပြီးတော့မှတ်ရတယ်အဲ့ဒါပြောအဲ့တော့မဘူးသဘောပေါက်သွားတာကဆေဝါမှာဂျိုင်းဆောင်နီးအဲ့တော့ကြောင်းနေရောက်ရောဝင်နေဘယ်ကမှငါးလာမှာပါလေစောင့်ထွက်တယ်ဘယ်ကမှဘယ်ငါလေးများလာမှာပါလေစောင့်နေတန်းနေကုန်နေညနေကြတော့အင်းလူကြီးဆရာတော်သွားလျှောက်ကိုရောပြောလို့မှတ်တာလဲတနေကုန်ပဲငါလည်းတကောင်းမှတွေ့ပေါင်းလို့ဟုတ်ကလားဗျာဒီတခါဦးမြင့်အားတော်လေးကိုလူပြောတာနဲ့ငါလည်းရှာဖို့ကျုပ်ဦးနေလိုက်ရှာနေတယ်ဘယ်ဟာခွန်လဲဟာဘယ်ဟာကားလဲဟာနဲ့ဟုတ်တရားရတာမှန်ရင်နဲ့သူ့ဟာသူစိတ်ကြမ်းတော့ကရတာတမျိုးစိတ်နုလာတဲ့တိုင်ရတာတမျိုးစိတ်ကြောင်းရင်အသွေးလည်းပြောင်းလာတယ်အသွေးပြောင်းတော့အတွေ့လည်းပြောင်းလာတယ်မှန်ပါဗျဟုတ်ကြဟုတ်ပါဒီကိုယ်စိတ်ရင်လာတဲ့တိုင်ရတာတမျိုးမှန်ပါဒီကိုယ်စိတ်ဓမ္မတတီးပြီးဆိုရင်တီးတဲ့တိုင်ရတာတမျိုးမှန်ပါဗျသူ့ဟာသူဖြစ်တာနော်မှန်ပါငါရှာသူများလိုက်ရှာနေမှလားလို့ရှာတော့ဒီတန်လေးတစ်ချိန်အဲ့ဒါတော်လုံးနဲ့ပြောရင်ထိုးစစ်ဟိုကသူ့နေတဲ့အတင်းဝင်ပြီးတော့ဘိုးသွင်းမှုကြိုးစားတာထင်တယ်ပါဟုတ်ကလားဗျသူ့နေတဲ့ထိုးဖောက်ပြီးဘိုးသွင်းမှုကြိုးစားအဲ့ဒီချိန်မှာဘာအတွင်းမှာဝင်ရဘာလုံးမှရှိတယ်ဒီလုံးတယ်ဟုတ်ဗျတခါကြီးတော့ဟာနဲ့ပြောရင်ဟွာလားဗျတဏှာကြီးဆိုတာစက္ကန့်ပုံ3600ကိုတခါကြီးဝင်လေတစ်ချက်ကို9စက္ကန့်နဲ့တွေ့ပြီးဘယ်လောက်ရှိမလဲကျဲဘူးတော့3600စက္ကန့်ပုံ3600ဝင်လေတစ်ချက်ကို9စက္ကန့်နဲ့တွေ့ကြည့်920ရွေးပြီးပေါင်းလဲပါအလကားမထင်ဘူးဟင်မချက်သွားတစ်ချက်ကရွေးပြီးရွှေသတိမဟုတ်လားတကယ်ကြီးမချက်ပေါင်း920ရှိပါတယ်ဟင်ဟုတ်ဗျာမင်းသလားဟင်ဒါဆိုသုံးမိပါများလာရင်တကယ်ကြီးအရက်သမားကအချိန်ကြရင်အရက်တတိကြတာရတယ်ဒီချိန်ဒါမလို့ရမနေနေတော့ဒီချိန်တရားထိုင်နေတာဒီချိန်ဒါမလို့ရနေကိုမနေနေတော့ဗျာကဲတော့ဖြစ်လာမယ်ဟင်ကဲတော့ဖြစ်လာတယ်ဒီကတို့စားတော့အေးပါပြီလာခဲ့ရှုပ်ခဲ့လို့တရားကူကဆွဲခေါ်နေတာသူများကခေါ်မှာမဟုတ်ဘူးဟင်ကိုရှိတဲ့ဓမ္မတာအကပြောကိုပုံဆွဲတယ်အဲ့ဒါလောက်ကြည့်ကြရမှာဟင်တခါကြီးထက်တဲ့မဲ့ဆိုလို့ပြောတာအောက်ဆင်းရင်တော့ညင်တိုင်းထားလိုက်လေသူကဘာမှလုပ်ဖို့မလို့ညှောပေးထားလိုက်သူကဘုသူဆင်းလိုက်မယ်အဲ့တော့ကြိုးစားဖို့မလို့ဟင်တစ်ထက်တက်တာဆိုတော့နည်းနည်းတော့အားဆိုင်ရမှာပေါ့အောက်လို့တော့ကြောချမျှောချလို့မရဘူးကြာဟ
ဟုတ်ကလားနည်းနည်းတော့တဲ့ရမှာတဲ့ဆိုရင်တော့အားဆိုင်ရတဲ့နိုင်မှာမလားတကားကြီး တက်ပါ ဟုတ်ကလားဗျ တင်ပါ ဟင်အဲ့ဒါကခင်ဗျားမကြီးလေနှမ်းကြောဗျ တင်ပါဒီတော့ရန်ကုန်မှာမှာတော့ ဟင် မှာတော့ ဒီတိုင်းကြီးဘာလို့လုံနေကြဆိုပြီးအေးဆက်မလုံနဲ့ဟင်တေမင်းကတလန်းပြီးတလန်းကိုနာရောက်နေပြီနေပြီ တင်ပါ တေမင်းကအဝေးကြီးလားနေကြီးလား နီးလေးပါ ဟင်တို့အရွယ်နဲ့ပြောရင်လေ တင်ပါ တေမင်းကတလန်းပြီးတလန်းဟိုမှာဓာတ်ချိန်စားပြီးခုတ်တော့မှပိုင်းတော့မှဘယ်နေရတာမသိတာပိုင်းပါဟင်တို့လည်းပိုင်းခံမှာကျေဓာတ်ဆပြီးတော့ဝင်နေပြီးတော့အနာရောက်နေပြီရှင်လေ တင်ပါ ပြောခဏတော့တန်အေးကြီး တင်ပါဗျကျောင်းပါ ဟင် တင်ပါ ဟင်သေကန်นี่သူ့မီးကကဲပါတယ်လားသူ့မီးကသူ့ဝင်ကဲနိုင်သလား ငါအိမ်နေတော့လေတော့ဟောဒီရရတယ် ဟုတ်ဘူးတော့လုံးပါခုနတော့မလို့အောင်ပြောထားတာမှရှိတယ်လေ တင်ပါမဟုတ်ဘူးမာတော့လေသူတို့တော့သူ့အလိုလျောက်ဒါဟိုတော့အိမ်မှာဟိုဒါသမီးငယ်သုံးမဲ့အခုကျတော့ဟိုမှာတကယ်အလုပ်ကိုအသက်ကြီးလာတဲ့ခါကျတော့သူကတော့အဲ့လိုမနေချင်ဘူးကဒီမှာနေချင်တော့ဒီမှာလည်းအဆင်မပြေဟိုမှာသွားနေတယ် မရဘူးလေဟင်ဘိုးကသမီးချစ်တော့သမီးဂျုံခံတော့ညီမဂျုံခံမှာပေါ့ အဲ့လိုဖြစ်တာ ဟင် တင်ပါဗျ ဟုတ်နော်ဘိုးကသမီးဂျုံခံတော့ညီမဂျုံခံမှာပေါ့ဗျ တင်ပါဗျ လောက်အောင်မပဲလေးတာကမလုံနဲ့လို့ပြောတာဟုတ်ဘူးလေ တင်ပါ ဟင်ညီတစ်ဖက်ကိုကြိုးစားရင်ကိုယ့်အတွက်တစ်ဖက်ကလုပ်ဖို့ပြောတာ တင်ပါ ဟိုတခါကြီးကဟိုစားတဲ့အတိုင်းပြောရရင်ကြီးလို့ကြိုးစားလို့ပြော တင်ပါ ကြီးကားနေတွေ့ပါနော် ဒီ ကြီးကားကအစာကောက်ပြီးရန်သူတစ်ဖက်ကကြီးတခါနဲ့လည်းလုံးလို့တို့လုံးငင်းငင်းကြီးအစာကိုကုန်းကောက်ထားလို့တစ်ဖက်ကတစ်ဖက်ကရန်သူကိုမြဲကြည့်ပါလေ တင်ပါ ကြီးလောက်ထားလေ တင်ပါ တို့လုံးငင်းငင်းကြီးနဲ့ဒါကြီးငေးစားနေတာမျိုးငေးလုံနေတာမျိုးမဟုတ်ဘူး တင်ပါဗျ အဲ့တော့သူကလည်းညီးငေးချိန်မနေနဲ့ တင်ပါ တစ်ဖက်ကတို့ဒါငါမြည်လို့တစ်ချက်တွေးလိုက်ရင်ဘာဟောသိကြီးဟိုရန်သူကလေးခွားနဲ့ပြစ်မှာဟုတ်ဗျာ တင်ပါဗျ ဟင်သူတို့စီတော့လေးခွားနဲ့ဟိုမဲမထင်မဘာနဲ့ပြစ်မတာမသိတာအတန်တိုင်းနဲ့ပြစ်မှာဟင်ဝေကကြတော့အတန်တိုင်းနဲ့ပြစ်မှာတင်တယ် တင်ပါဗျ ဟင်ပြစ်မှာဗျအဲ့တော့တစ်ဖက်ကညီးထိန်တာထိန်တော့တစ်ဖက်ကတတိနဲ့ကိုလုံးကိုလို့ဖို့ပြောတာ တင်ပါဗျ သူကမလို့ဘူးပြောတာမဟုတ်ဘူးလေဝတရားရှိသေးတာဟုတ်နော်ဒီတခါတည်းနှလုံးမပြီးနိုင်ဘူးလားတခါကြီး ဒီနေ့ ညကြရင်တော့ခုနကပြောသလိုတဏှာကြီးတော့ကိုဟုတ်ဗျာ ဟုတ် ဟင်ကိုစိတ်ကိုပူရာကအေးအောင်ပူရင်ရိုင်းပါတယ် တင်ပါ ရိုင်းတာပူလို့ရိုင်းပူရာကအေးအောင်စူးစမ်းတာ တင်ပါ အေးလာရင်စိတ်တူစင်းမှုရှိလာရင်စိတ်အားကောင်းမှာစိတ်အားကောင်းလာရင်အရာရာကိုကြောဖြတ်နိုင်မှာ တင်ပါ ဟုတ်ဗျာတဲ့လောက်ထိလုံးရမှာဗျာ တင်ပါဗျ လုံးနိုင်ပါမလား လောက်ပါမယ်ဗျ တခါကြီးလဲလို့အမလည်းအဲ့တိုင်းပြော တင်ပါဗျ ဟင် ကျောင်းမယ်ဗျ ဟင်ဒီကနေ့ကိုကြီးသွားရမှာဘသူပါမှာတော့ ဘူးမပါဘူးဗျ မိရီသမီးတွေလိုက်မှာတော့ မလိုက်ပါဘူးဗျ သူ့သမက်ကပေါ့ သူသမက်ဟိုနိုင်ငံခြားအောင်လိုက်ဘူးလိုက် အဲဘူဆိုလေး ပေါ်ဆိုသေးတယ် ဘူဆိုလေးနိုင်ငံညာကခေါ်ဆိုပုတ်ကိုလေးညာ တင်ပါဗျ ကိုကြီးပြန်ရမှာ တင်ပါ ဟင်ပြန်တော့ကိုကြီးပြန်ရမှာဗျ တင်ပါဗျ ပြောပြခင်ဗျာအမ ကျောင်းမယ်ဗျ ဟင်အပြန်ကြကိုကြီးပြန်ရမှာအဲ့တော့ကိုကြီးပြန်ရင်ဘူအိမ်ပြန်လာပြီးပိတ်လို့လေဟင်အဲခုနတို့ပြောတဲ့စကားအစားနဲ့ပြန်ကောက်ရင်ဟိုညင်ကိုင်းပြန်မလားညာကိုင်းပြန်မလားဒါသာမေးပေါ့ဖင်းရင်ညင်တိုင်းမှာညင်ကိုင်းပြန်ဟုတ်ဗျာအထက်တည်းညာကိုင်းတက်ဒါပဲရှိတယ်ထင်ဗျာ တင်ပါဗျ ဟင်ပြောပြခင်ဗျာမှာ ကျောင်းမယ်ဗျ ဒီကဲလာကြလို့ကတော့